recording လုပ်တဲ့အချိန်အဓိကအေးဘောအိတ်ဖို့ပေါ့တမလားပြောပြချင်တော့ဗျာအဲ့လိုဒီတမလားပကံလို့ပါမှာသွားပြီးအဲ့လိုဖြောပြချင်တယ်ပကံအဲ့လိုနောက်အဲ့လိုဟိုမျိုးစတူဒီယိုမှာကျတော့မဟုတ်တမျိုးပေါ့ဗျာတမလားဟို stage show မှာဆိုရင်တော့ပို့ပြီးတော့လွတ်လပ်အဲ့လိုပို့ပြီးတော့ဖြစ်တယ်တမလားဟိုပြိတ္တလည်းရှိတော့တသားရဲအဲ့လိုပဲကိုကတမလားဟိုစတူဒီယိုမှာကျတော့မတူဘူးပေါ့ဟုတ်နကြက်နဲ့ speaker ဆိုကျွန်တော်အဲ့နကြက်နဲ့speaker ကောင်းအဲ့လို monitor speaker ကောင်းပို့ပြီးတော့ဟောပြတယ် international ကျွန်တော်အကြိုက်ဆုံးဆိုရင်တော့အဲ့ခုနပြောလို့အဲ့လို J-Dilla တို့အဲ့ Dr. Dre တို့ပါသူတို့ရောအဲ့လိုအများအားဆန်ထားပါတော့တမလားဟို music နဲ့ပတ်သက်ရင်အခွေပေါ့အဲ့လိုအခွေထွက်နိုင်အောင်အဲ့လိုလုပ်တဲ့ဟာအဲ့လိုအချိန်ကြိုးစားတယ်အဲ့ဒီအဲ့လို target ထားပြီးတော့အဲ့လိုအဲ့ run နေတဲ့အချိန်ပေါ့အဲ့လိုမျိုးဟာမျိုးတော့ challenge ဖြစ်ပါတယ်ကျွန်တော်တို့ music လုပ်တဲ့လူတော်တော်များများတော့အဲ့လို balance ကအဲ့လိုမဖြစ်တာတော့များတယ်တမလားဟိုနည်းနည်းတမလားဟိုအဓိကအဲ့ဟိုဘယ်လဲမိသားစုနဲ့မိသားစုကိုလည်းအချိန်ပေးကိုပေးအဲ့လိုတမလားဟိုတချင်းလှုပ်တဲ့အချိန်လည်းလှုပ်ပေါ့ဒါပေမဲ့အဓိကကျတော့ညဘက်အဲ့လိုလှုပ်ဖြစ်တာများတော့အဲ့လိုညအဲ့လိုအေးညမိတ်တဲ့များနေအဲ့လိုဟာမျိုးဆိုရင်တော့နေလူကဟို November 1 ရက်နေ့နဲ့2ရက်နေ့ overflow ပွဲရှိတယ်အားလုံးလာခဲ့ပါဖိတ်ပါတယ် peace